အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ဗီဒီယိုတင်ကစားမှာဈေးတော့ဝယ်ဖို့အတွက်အင်္ဂလိပ်စကားပြောဝေါ်ကြားများကိုကျွန်တော်မျှဝေပေးတော့ပါမယ်ခင်ဗျာ I'm going to the market I'm going to the market ကျွန်တော်ဈေးသွားတော့မယ် MARKET market ဆိုတာကဈေးကိုပြောတာဖြစ်ပါတယ် Let's go shopping Let's go shopping ဈေးတော့ဝယ်ကြမယ်shopping ဆိုတာကဈေးတောက်ဝယ်တာကိုပြောတာဖြစ်ပါတယ် What do you want to buy What do you want to buy မင်းဘာဝယ်ရှင်တာလဲ What ဘာလဲ do you မင်း want to ရှင်တယ် buy ဝယ်တယ် What do you want to buy မင်းဘာဝယ်ရှင်တာလဲပေါ့နော် I need some vegetable I need some vegetable ကျွန်တော်ဟင်းသီးအရွက်နိုင်ငံလိုပါတယ် vegetable ဆိုတာကဟင်းသီးအရွက်များကိုပြောတာဖြစ်ပါတယ် I want to buy some fruit I want to buy some fruitအတီးအနံဝယ်ရှင်ပါတယ် FRUITS fruit ဆိုတာကအတီးအနံများဖြစ်ပါတယ် How much is this How much is this ဒီကဈေးမေးတဲ့နေရာမှာသုံးပါတယ် How much is this ဆိုတာကဒီကဘယ်လောက်လဲခင်ဗျာတဲ့ How much is this apple How much is this apple ဒီပန်းသီးတွေကဘယ်လောက်လဲပေါ့နော် How much ဘယ်လောက်လဲ are these ဒီ apple ပန်းသီးများဒီပန်းသီးများက How much ဘယ်လောက်လဲ How much is this apple ဒီပန်းသီးများကဘယ်လောက်လဲခင်ဗျာတဲ့It's too expensive. It's too expensive. ဒီကအရန်ဈေးကြီးတယ် expensive ဆိုတာကဈေးကြီးတော့ဖြစ်ပါတယ် Can you give me a discount? Can you give me a discount? ကျွန်တော်ရှော့ဈေးရမလားခင်ဗျာတဲ့ discount ဆိုတာကရှော့ဈေးကိုပြောတာ Can you give me ခင်ဗျာကျွန်တော်ကိုပေးလို့ရမလား a discount ရှော့ဈေးလေးပေးလို့ရမလားခင်ဗျာတဲ့ကျွန်တော်ရှော့ဈေးလေးရနိုင်မလားပေါ့နော် Can you make it cheaper? Can you make it cheaper?CHAP shape ဆိုတာကဈေးပေါ်တယ် CHAP က cheaper ဆိုဈေးပို့ပြီးတော့ပေါ်တာပေါ့နော် Can you make it အဲ့ဒါကိုလုပ်ပေးနိုင်မလား cheaper ဈေးပို့ပြီးတော့ပေါ်တာပြောမယ်ဆိုရင်ဈေးလျှော့ပေးလို့ရမှာလားခင်ဗျာပေါ့နော် Okay I'll take this Okay I'll take this Okay ကောင်းပြီ I'll take this ကျွန်တော်ဒီဟာကိုယူမယ်ခင်ဗျာ No thanks I'm just looking No thanks I'm just looking No မယူတော့ပါဘူးကျေးဇူးတင်ပါတယ် Thanks ဆိုတာကကျေးဇူးတင်ပါတယ်ကိုပြောတာ So I'm just looking ဆိုတာကကျွန်တော်ကြည့်အောင်ပါပဲပေါ့နော်စေးမဝယ်ပါဘူးကျွန်တော်ကြည့်အောင်ပါပဲ Do you have fresh one Do you have fresh one FRESH fresh ဆိုတာကလက်ဆက်တာပြောတာ fresh one လက်ဆက်တဲ့တစ်ခုတော့ရှိလား Do you have fresh one ဆိုတာကလက်ဆက်တာရှိသလားပေါ့နော် I'll take a half a kilo I'll take half a kilo I'll take half a kilo ကျွန်တော်ကီလိုတဝက်ယူပါမယ် HALF half ဆိုတာကတဝက်ကိုပြောတာကီလိုဆိုတာကကီလိုတကီလို A ကီလိုဆိုတာတကီလိုပေါ့နော် half ဆိုတာကတဝက်ပြန်မယ်ဆိုကီလိုဝက်ပေါ့နော်တကီလိုမပြည့်ဘူး I'll take half a kilo ကျွန်တော်ကီလိုတဝက်ယူပါမယ်ပေါ့နော် Please put it in a bag Please put it in a bag BAG ပဲဆိုတာက8ကိုပြောတာ Please ကျေးဇူးပြုပြီးတော့ put it in a bag ကျေးဇူးပြုပြီး8ထဲထည့်ပေးပါ Do you sell chicken Do you sell chickenကြက်သားရောင်းလားပေါ့နော်ကြက်သားရောင်းလားဆိုရင် Do you sell chicken မျိုးသုံးလို့ရပါတယ် I'm looking for fish I'm looking for fish ကျွန်တော်ငါးရှာနေတာတဲ့ FIS fish ကငါ့ကိုပြောတာ looking for ဆိုတာရှာဖွေတာ I'm looking for fish ကျွန်တော်ငါးရှာနေပါတယ် The meat looks French The meat looks French ဒီအသားတွေကလက်ဆက်တဲ့ပုံပေါ်တာပေါ့နော် look French ဆိုတာကလက်ဆက်တဲ့ပုံပေါ်နေ The meat meat ဆိုတာအသားကိုပြောတာ The meat look French ဆိုဒီအသားကလက်ဆက်တဲ့ပုံပဲပေါ့ I want some rice I want some rice I see rice ဆိုတာကဆန်လဲပြောလို့ရတယ်သမင်းလဲပြောလို့ရတယ် I need some rice ဆိုဆန်စင်ကျွန်တော်ဆန်နဲ့ငယ်ယူပါမယ်သမင်းနဲ့ပြောမယ်ဆိုရင် I need some rice ဆိုကျွန်တော်သမင်းနဲ့ငယ်ယူပါမယ်ကြိုက်တဲ့ဟာကိုသုံးလို့ရတာပေါ့နော် Do you have tomato Do you have tomatoes ခရမ်းရှင်သီးရှိပါသလား tomato ဆိုတာကခရမ်းရှင်သီးမျိုးကိုပြောတာဖြစ်ပါတယ် I'll come back later I'll come back later ကျွန်တော်နောက်မှပြန်လာခဲ့ပါမယ် I'll ဆိုတာက I will ကျွန်တော်လိမ့်မယ် come back ကျွန်တော်ပြန်လာမယ် later ကျွန်တော်နောက်မှပြန်လာမယ်ကိုပြောတာဖြစ်ပါတယ် It's very crowded today It's very crowded today ဒီနေ့လူအများများတယ် crowded ဆိုတာကလူကြက်တယ်လူပြည့်တယ်ကိုပြောတာ It's very crowded today ဆိုတော့ဒီနေ့လူအများများတယ်ဒီနေ့လူအများကြက်တာကိုပြောတာပါ Can I pay by cash Can I pay by cash ကျွန်တော်ငွေသားနဲ့ပေးချေလို့ရလား CASA cash ဆိုတာကငွေသားကိုပြောတာဖြစ်ပါတယ် Can I pay with card Can I pay with card CAD card ဆိုတာက card ကိုပြောတာ Can I pay with card ဆိုတော့ကျွန်တော် card နဲ့ပေးချေလို့ရပါသလားပေါ့နော် Here's your change Here's your change ဒီမှာခင်ဗျာရဲ့ပြန်အားငွေပါတဲ့
change ဆိုတာကပြန်အားငွေကိုပြောတာဖြစ်ပါတယ် verb အနေနဲ့ဆိုရင်တော့ပြောင်းလဲတာကိုပြောတာဒါပေမဲ့ဒီနေရာမှာ noun အနေနဲ့ယူပါမယ် yes your change ဆိုတာကဒီမှာပြန်အားငွေပါဗောနော် see you again see you again see you again ဆိုတာကနောက်မှပြန်တွေ့မယ်ကိုပြောတာပါဒါကလူတိုင်းသိမယ်လို့မှလင်းပါတယ် have a nice day have a nice day နေ့ကောင်းလေးဖြစ်ပါစေခင်ဗျာအစဉ်ဒီဗီဒီယိုမှာသင်ခန်းစာတစ်ခုရသွားမယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ထားပေးဖို့မမေ့နဲ့เนาะပြီးရင်ကျွန်တော်ရဲ့ YouTube မှာဆိုရင်တော့ like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် okay အားလုံးပဲကျေးဇူးတင်ပါတယ် bye bye